ဆက်လက်ပြီးတော့တင်ဆက်မဲ့အစီအစဉ်လေးကိုမိတ်ဆက်ပေးပါဦးညီမကြီးနောက်ထပ်စီစဉ်မှုလေးကတော့ထီကယုံလေးလိုရိမ့်ရွယ်တတ်တဲ့ခင်ပြိုလေးနဲ့လွတ်တော်တရားလူကြီးမင်းတို့ပဲဖြစ်ပါရဲ့ရှင်ဘသူတွေများလဲညီမကြီးဘလို့စီစဉ်မှုလေးလေးဆိုတော့အကြောင်းသူလေးမဲ့အင်တာဗျူးចောင်းသားမောင်ထူးဆွဲတန့်အောင်နဲ့မောင်နီထူးလွင်တို့ရဲ့ရုံးတော်လွတ်တော်အကဖြင့်ဖျော်ဖြေတင်ဆက်မှုပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါနောက်ထပ်ကျွန်တော်တို့မြူးကြွအမြိုင်ဆိုင်နဲ့ဖျော်ဖြေတင်ဆက်မှုတစ်ခုဖြစ်တဲ့အတွက်လက်ခုပ်တန်အကျဉ်းနဲ့ကြိုဆိုပေးပါအောင်ခင်ဗျာဆရာကြီးလုံးဝမထင်မှတ်ထားအောင်မလားဟုတ်ပါဗျာတကယ်ကိုမျောလင့်ထားတဲ့ဖြောပြမှုလေးတစ်ခုဒါပေမဲ့လုံးဝထင်မှတ်မထားတဲ့အပြောင်းလဲလေးရှိရယ်နော်တကယ်ဟိုပါပဲဗျာ performance ရတော့ share ပဲเนาะတကယ်အရန်လဲချစ်ဖို့ကောင်းတယ်ဗောနော်